အနုပညာနယ်ပယ်မှာဗတ်စုံတော်ပြီးအစားထိုးမရတဲ့ကျဲတပွင့်အသက်54နှစ်အရွယ်မှာပဲစောစောစီစီကျွေလွင့်သွားခဲ့ရတဲ့မင်သားကြီးဝင်းဦးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ channel ကနေဒီကနေ့တင်ဆက်ပေးခြင်းတာကတော့မြန်မာရုပ်ရှင်လောကရဲ့ကဏ္ဍဝင်အနုပညာရှင်ကြီးကိုဝင်းဦးရဲ့နောက်ဆုံးအချိန်ကာလတွေနဲ့သူအပေါ်လူထုတော်အမရဲ့အောင်မေတ္တိရမှုအကြောင်းပဲဖြစ်ပါတယ်သူဒါတက်ရှိထင်ရှားရှိနေအောင်မယ်ဆိုရင်အနုပညာအလုပ်တွေအများကြီးလုပ်နေအောင်မှာဖြစ်တယ်လို့သူရဲ့ဆုံးရှုံးမှုဟာမြန်မာအနုပညာလောကအတွက်ဘလောက်တောင်နှမျောဖို့ကောင်းတယ်လဲဆိုတာကိုတင်ဆက်ပေးလိုက်ရပါတယ်ကိုဝင်းဦးဟာအနုပညာနဲ့ပတ်သက်ရင်ဘယ်တော့မှအားမရနိုင်အောင်လောဘကြီးခဲ့သူပါသူရဲ့အနုပညာခီလန်ကိုစာပေနယ်ပယ်ကနေစတင်ခဲ့ပြီးစာနာမဂဇင်းကိုမြမစာပေလောကမှာထင်ရှားပြောင်မြောက်တဲ့မဂဇင်းတစ်စောင်ဖြစ်အောင်ဦးစီးထုတ်ဝေခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့အနုပညာဗီဇကစာပေနယ်ပယ်မှာတင်ရပ်တန့်မနေခဲ့ပါဘူးရုပ်ရှင်လောကတဲ့ကိုခြေစုံပစ်ဝင်လာတဲ့အခါမှာလဲတရုတ်ဆောင်ပိုင်းမှာအကယ်ဒမီ2ဆုရတဲ့အထိပရိသတ်အချစ်ကိုတိမ့်ပိုက်နိုင်ခဲ့တယ်လို့တရုတ်ဆောင်ယုံနဲ့တင်အားမရပဲဒါရိုက်တာအဖြစ်ပါဖန်တီးခဲ့ပြန်ပါတယ်သူကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ဇာတ်ကားတွေဟာလည်းယုံတင်သမျှစံချိန်တင်အောင်မြင်ခဲ့တာကြောင့်ကိုဝင်းဦးဟာအနုပညာနယ်ပယ်အသီးသီးမှာအောင်မြင်မှုပေါင်းများစွာနဲ့ထွန်းတောက်ခဲ့တဲ့လူချွန်တစ်ယောက်ပဲဖြစ်ပါတယ်ခင်ဗျာမန္တလေးသားရဲ့အတွက်တော့ကိုဝင်းဦးဟာတကြံရဲ့တင်ကေတာတစ်ခုပါပဲမန္တလေးတကြံရောက်တိုင်းနဂါးတော်ဦးမန်းတက်နဲ့မြို့မသူကြီးရာအဖွဲ့တို့မှာကိုဝင်းဦးမပိုင်ရင်မပြည့်စုံတယ်လို့ခံစားရတတ်ပါတယ်သူရောက်လာမှပဲပြီးပြည့်စုံတဲ့တကြံတစ်ခုဖြစ်ခဲ့ရတာပါဒါပေမဲ့ဒီလောက်တက်ကြွလှုပ်ရှားနေတဲ့အနုပညာရှင်ကြီးကိုကင်ဆာဆိုတဲ့ယောဂါဆိုကြီးကအနိုင်ယူသွားခဲ့ပါတယ်ပြီးလက်အထိတွားရောက်စေကူတာခဲ့ပြီးပြန်လာချိန်မှာလူထုတော်အမစီကိုတွားရောက်နှုတ်ဆက်ခဲ့တာဟာနောက်ဆုံးတွေ့ဆုံခြင်းဖြစ်ခဲ့ပါတယ်အဲ့ဒီတုန်းကဝစ်စုံအဖြူလေးနဲ့တွတ်တွတ်လက်လက်ရှိနေသေးတဲ့သူကိုကြည့်ပြီးမင်းသားဆက်လို့ရသေးတယ်လို့တောင်ထင်မှတ်ခဲ့ရပါတယ်သူဟာယောဂဝေဒနာကိုပြုံးပြုံးလေးရင်ဆိုင်ရင်သူ့ရဲ့နောက်ဆုံးလက်ရာဖြစ်တဲ့ခိုင်မာလာနှင်းစီဇက်ကားကိုတောင်အပိတက်ဖို့စူးစမ်းသွားခဲ့ပါသေးတယ်ဒါပေမဲ့1988ခုနှစ်ဒီဇင်ဘာလ14ရက်နေ့မှာတော့အနုပညာရှင်ကြီးကိုဝင်းဦးဟာပရိသတ်တွေကိုထာဝရနှုတ်ဆက်သွားခဲ့ပါတယ်။ဒါရိုက်တာဆရာကြီးဦးတုခပြောတယ်လို့ပဲမတည်တင်ပဲတည်သွားရတာဗျ။အရွယ်ရောပညာရောအစွမ်းအစရောရှိတဲ့လူမို့နှမျောပါတယ်ဆိုတဲ့စကားအတိုင်းပါပဲ။အခုချိန်မှာလူကိုယ်တိုင်မရှိတော့ပေမဲ့သူ့ရဲ့ရုပ်ရှင်တခြင်းနဲ့စာပေလက်ရာတွေဟာကျွန်တော်တို့ရင်ထဲမှာအမြဲရှိနေမှာပါဒီဗီဒီယိုလေးကိုကျွန်တော်တို့အားလုံးချစ်ခင်လေးစားရတဲ့အနုပညာရှင်ကြီးကိုဝင်းဦးကိုအောက်မေ့တတိယတော်အားဖြင့်တင်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ